ခန္ဓာကိုယ်မှာပိုနေတဲ့အစီအပူတွေကိုရှော့ချခြင်းနဲ့ဆိုရင်တော့ဒီလေ့ကျင့်ဉာဏ်လေးကိုလိုက်ပါကစားပေးပါမင်္ဂလာပါဒီ channel ပါဒီနေ့လေ့ကျင့်ဉာဏ်လေးကတော့ full body workout လေးဖြစ်ပါတယ်ခန္ဓာကိုယ်တစ်ခုလုံးကိုအသုံးပြုပြီးတော့ကစားပေးရတာဖြစ်တဲ့အတွက်ကြောင့်မလိုအပ်တဲ့အစီအပူတွေကိုရှော့ချခြင်းနဲ့ပြုံရည်တို့အတွက်လိုက်ပါကစားပေးလို့ရပါတယ်ဒီကစားနည်းမှာတော့အလေးတစ်စုံကိုအသုံးပြုပြီးတော့ကစားပြထားပေးပါတယ်အလေးမရှိဘူးဆိုရင်ရေတံပိုးကိုအသုံးပြုပြီးတော့ကစားပေးလို့ရပါတယ်ကစားနည်းပုံစံလေးကတော့အရင်ဦးဆုံးလက်နှစ်ဖက်မှာအလေးကိုကင်ထားမယ်ခြေထောက်လေးကိုပခုံးအခြေလေးထားပြီးသွားပြီဆိုရင်အနောက်ကိုခြေထောက်ကိုလှမ်းပြီးတော့ဆွဲထိုင်ပေးမယ်အဲ့ဒီချိန်မှာလက်မောင်းညီယာကိုအသုံးပြုပြီးတော့အလေးကိုဆွဲပြီးတော့အတင်ပေးရမှာဖြစ်တယ်ပြန်ထားတဲ့ခါကျရင်အလေးကိုပြန်ချပေးရမယ်ဒီကစားနည်းလေးကိုအကြိမ်20 3ကြော့ကစားပေးလို့ရပါတယ်အခုလိုမျိုးနီးစနစ်ကြရဲ့လေ့ကျင့်ခန်းနေနဲ့ပြုံမီတို့ရဲ့ခန္ဓာကိုယ်ချိုးစားလေးတွေကိုပုံဖော်ခြင်းနဲ့ဆိုရင်တော့မမရဲ့ online class လေးတစ်ခုဖြစ်တဲ့ Healthy Lee 35 online class လေးနဲ့မိတ်ဆက်ပေးပါစေသင်တန်းလေးက Match လ4ရက်နေ့မှာစမှာဖြစ်ပါတယ်ဒီသင်တန်းလေးကတော့အခုဆိုရင် batch 11ကိုရောက်လို့လာပါပြီဒီ batch မှာတော့တကြံအထူးစီစဉ်လေးတွေရှိရဲ့အတွက်ကြောင့်အသေးစိတ်စုံစမ်းခြင်းနဲ့ဆိုရင်တော့မမရဲ့ Fiverr number 7979722328မှာ H35 လို့ရိုက်ပြီးတော့ပို့ပေးပါဒါဆိုရင်မမကအသေးစိတ်အကြောင်းပြန်ပေးပါမယ်ဗီဒီယိုလေးကိုဆုံးထိအောင်ကြည့်ပေးလို့ကျေးဇူးများကြီးတင်ပါတယ်ကျမလာပါခြင်းနဲ့အမျိုးသမီးတိုင်းအတွက်ဒီ channel ရှိရဲ့နော်